ဒီနေ့ကတော့ချစ်သက်အောင်တင်ဆိုပြီးမှပြောချင်ပါတယ်မိဘတွေအနေနဲ့သားသမီးတွေကိုပြန်တင်ဆုံးမတဲ့နေရာမှာအရေးကြီးဆုံးချက်ကတော့ချစ်သက်အောင်သင်ပေးဖို့ပဲဖြစ်ပါတယ်သားသမီးတွေကိုချစ်သက်အောင်သင်ပေးမယ်ဆိုလို့ရှိရင်မိဘတွေအနေနဲ့သားသမီးတွေရဲ့ရှေ့မှာပတ်ဝန်းကျင်ရဲ့မကောင်းကြောင်းတွေပတ်ဝန်းကျင်ရဲ့အမုန်းစကားတွေကိုပြောပြမိဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သားသမီးတွေဆိုတာအသိဉာဏ်ညွှန်နေတဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီပတ်ဝန်းကျင်ကအမုန်းစကားတွေကိုသိခံနိုင်စွမ်းရှိကြပါဘူး။သူတို့ဟာလူတွေရဲ့အဆိုးကောင်းအကျိုးအကြောင်းတွေကိုမသိနိုင်သေးတဲ့အရွယ်တွေဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့အမေဖေတွေအနေနဲ့လူတစ်ယောက်ကိုမကောင်းမှုလို့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုမကောင်းမှုဆိုပြီးမှပဲတစ်သက်လုံးမှတ်ယူတွက်တတ်ကြပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေနဲ့မတင်မမြတ်ချစ်တာတွေဖြစ်ဖြစ်ကိုယ့်ဘဝဝင်ကျင်တဲ့မတင်မမြတ်ချစ်တာတွေဖြစ်ဖြစ်အဲ့ဒီအကြောင်းတွေကိုကိုယ့်ရဲ့သားသမီးတွေရှေ့မှာမပြောပြမိဖို့လိုအပ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ကိုယ့်ရဲ့သားသမီးတွေကိုချစ်ဖွယ်စကားကိုပြောပြပေးဖို့ပဲဖြစ်ပါတယ်ချစ်ဖွယ်စကားကိုပြောပြပေးဖို့ဆိုတဲ့နေရာမှာကိုယ့်ရှိမှာပစ္စည်းဝတ္ထုတစ်ခုခုရှိတာပဲဖြစ်ဖြစ်စားတောက်စရာတစ်ခုခုရှိတာပဲဖြစ်ဖြစ်အဲ့ဒီပစ္စည်းဝတ္ထုတွေကိုကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေဖြစ်တဲ့ဘာကြီးဘတွေဦးကြီးဦးလေးစတဲ့ပုံကိုယ်တွေကိုအပေးခိုင်းဖို့လိုအပ်ပါတယ်ပေးခိုင်းတဲ့နေရာမှာလည်းယူတန်ပေးခိုင်းတာမျိုးမဟုတ်ပဲနဲ့ဒါကတော့မင်းရဲ့ဦးလေးဖို့ဒါကတော့မင်းရဲ့အဖွားဖို့ဒါကတော့မင်းရဲ့အတော်ဖို့အစရှိတွေဖြင့်သူတို့ရဲ့ဂုဏ်တုပိတွေဒါလေးတွေကိုတက်ခေါ်ပြီးမှပေးခိုင်းရပါတယ်ဒီလိုပေးခိုင်းတဲ့အခါမှာကလေးတွေရဲ့စိတ်မှာဒါကတော့ငါရဲ့ဦးကြီးပဲဒါကတော့ငါရဲ့ဦးလေးပဲဒါကတော့ငါရဲ့အတော်ပဲဆိုပြီးမှပတ်ဝန်းကျင်ကိုချစ်တဲ့စိတ်တွေကတဖြည်းဖြည်းနဲ့တရေကင်းအောင်လာပါတယ်ဒီလိုစိတ်ဓာတ်ကလေးတွေကကြီးပင်းလာတဲ့အထိပါသွားမယ်ဆိုလို့ရှိရင်